2026ဒီနှစ်ဦးပထမဆုံးလမှာဈေးတွေအယောင်ပါနေတဲ့ဆီယမရဲ့နော်ပြီးခဲ့တဲ့2025 12လပိုင်းတုန်းကတအားကိုရောင်းရတယ်နော်အခုနှစ်စမှာဘယ်လိုဖြစ်သွားလဲမသိဘူးဆီယမရဲ့ဆိုပြီးတော့ဆီယမကိုဖုန်းဆက်လာတဲ့သူလေးတွေလည်းရှိတယ်ဈေးရောင်းကောင်းခြင်းပါတယ်လို့လာပြောတဲ့သူလေးတွေလည်းရှိတယ်အဲ့တော့အားလုံးပဲဈေးရောင်းသူအားလုံးဈေးရောင်းကောင်းဖို့အလို့ငါနော်ဒီဆီယမနဲ့အတူတူဒီနေ့မှာဈေးရောင်းကောင်းစီတဲ့နော်ဒီလက်လာပါလေးကိုအတူတူဖွင့်မယ်အဲ့တော့ဆီယမပြောတဲ့အတိုင်းလုပ်တဲ့အခါမှာတကယ်ဈေးရောင်းတဲ့သူတွေအများကြီးပါဆီယမကနော်ဒီဟိုပါပေါ့နော်ဒီFacebook မှာဆိုရင်ကိုရွှေစင်အနေနဲ့ဝင်ကြည့်လို့ရပါတယ်အောင်မြင်တဲ့သူအုပ်စုတီးတန့်လေးရှိပါတယ်เนาะအမျိုးမျိုးပဲရှိပါတယ်ဝင်ကြည့်လို့ရတယ် TikTok မှာဆိုရင်တော့အခုလောလောဆယ်ရွှေစင် TV အနေနဲ့ဆက်မသွားနေပါတယ်เนาะအဲ့တော့ဟိုတကယ်ကိုဈေးရောင်းကောင်းတဲ့သူလေးရဲ့အကြွားကိုဆရာမနဲ့တူတူဖတ်ကြည့်အောင်เนาะဆရာမတဲ့တမီလေးတဲ့ဈေးရောင်းကောင်းပါတယ်တဲ့ကျေးဇူးပါဆရာမတဲ့ဟုတ်ကဲ့ပါတမီလေးခုလိုဆရာမကိုလာကြွပေးတဲ့ထူးကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းလေเนาะဒီဈေးတွေရောင်းကောင်းပါစေနောက်လေလာကြွပေးပါအောင်အဲ့တော့အားလုံးလည်းပဲเนาะဒီဆရာမနဲ့အတူတူเนาะဈေးရောင်းကောင်းမှုအတွက်ဒီနေ့เนาะဒီဇန်နဝါရီဒီနေ့6ရက်နေ့မှာအတူတူပေါ့เนาะ6ရက်နေ့မဟုတ်ဘူးဒီနေ့က9ရက်နေ့เนาะ9ရက်နေ့မှာဆရာမနဲ့အတူတူဈေးရောင်းကောင်းမှုအလုံးငါဆိုကြအောင်เนาะထွင်ကငါဒီနေ့ဈေးအရန်ရောင်းကောင်းပါလို့ထွင်ကငါကဆိုတခါဆိုတော့အားတိုင်းနားတိုင်းဆိုအကျင့်ရများဆိုเนาะဒီရောင်းကောင်းလာပြီဆိုရင်ဆရာမတို့သူ့လိုမျိုးလာကြွားဟုတ်ပြီလားเนาะအားလုံးဈေးရောင်းကောင်းတဲ့နေ့လေးဖြစ်ကြပါစေ2026ဟာငါဈေးအရန်ရောင်းကောင်းဆုံးနေ့ဖြစ်တယ်လို့ဆရာမတို့ comment မှာเนาะဒီရေးလာပေးပါเนาะတစ်နှစ်လုံးဈေးရောင်းကောင်းကြပါစေလို့เนาะဆရာမဒီနေ့ကနေဆုတောင်းပေးပါတယ်အဲ့တော့ဆရာမနဲ့เนาะဒီတက်ဆောင်ဝေဝင်လန်းနေဖွင့်ခြင်းနဲ့ဆိုလို့ရှိရင်เนาะဟိုဘယ်လိုပြောရမလဲဆရာမစီမှာsession 2မျိုးရှိပါတယ်เนาะဒီအမျိုးအနေနဲ့ကเนาะဆရာမနဲ့မတွေ့နိုင်ဘူးဆိုလို့ရှိရင်ဖုန်းနဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်တဦးကိုတသိန်းမှာ booking ယူလို့ရပါတယ်အပြင်တွေ့ဆိုရင်တော့စလင်းမျိုးနဲ့စလင်းမျိုးပေါ်နဲ့မကွေးမျိုးပေါ်မှာဆိုရင်ဆရာမချက်ချင်းတွေ့ပါတယ်အပြင်တွေ့ရတော့တဦးကို3သိန်းပါအဲ့ဒီ3သိန်းကကြတော့เนาะဒီဘာကွာလဲလို့မေးတဲ့သူလေးတွေအဲ့တော့ဘာကွာလဲဆိုပျော်ရွှင်မှုကနောက်စိတ်အေးချမ်းမှုကเนาะဒီဘယ်လိုပြောရမလဲဘာနဲ့မှကိုမတူတော့တာဘာလှုပ်လို့เนาะဘလို့အခြေအနေမှာပဲဖြစ်ဖြစ်เนาะကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကအင်မတန်ကိုပျော်ရွှင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကလှုပ်ရတာကိုเนาะအိုးဒီလိုအောင်မြင်တာလားဒီလိုမျိုးလေးတွေကိုတွေ့ရမှာပါလို့เนาะဆရာမကဘာလို့ပေးမှလဲဆိုတော့เนาะဒီတစစ်ချိုးပြောင်းလဲစေတဲ့အချက်တွေကဒါအပြင်တွေ့တွေမှာရတာเนาะအဲ့တော့ဒီဖုန်းနဲ့ကတော့ဆရာမတို့ဒါလက်ဖွင့်ပေးတာတက်စာလက်ဖွင့်ပေးတာဟုတ်ပြီเนาะအားလုံးဈေးတွေရောင်းကောင်းကြပါစေ Have a beautiful day